ခေါင်းစဉ်တတအချစ်သူသည်ရွဲတိုင်းပြီးဤဖခင်မေတော်ဘရင်ရဲ့လိလူရှုခံမင်းသားတစ်ပါးဖြစ်ပြီးစစ်ကူကြများကိုငှားရမ်းရန်အတွက်ရွှန်တိုင်းပြည်တွင်ဓာစာခံအဖြစ်ခံယူရန်ဖြစ်လာခဲ့ရပါတယ်မင်းသားတယောက်အနေနဲ့ဒီတာဝန်ကိုငါချောင်လွှဲလို့မရဘူးအရှင်မင်းကြီးကအခြားလူတယောက်အစားထိုးရှာပြီးတားဖြစ်စေလွှဲရင်းတောင်မှရွှန်ဘရင်ဟာအယူမဟုတ်တဲ့အတွက်ငါတို့ရွဲတိုင်းပြည်ဒုက္ခရောက်ရလိမ့်မယ်ပြီးတော့ငါတို့မှာကလက်ရှိပိုင်လင်တိုင်းပြည်ရဲ့စီကျူးကြောင်မှုခံနေရချိန်မှာရွှန်တိုင်းပြည်ရဲ့စီကူရဖို့အရေးကြီးတဲ့အချိန်ပဲငါခမီးတော့ငါအပေါ်ပြုစုပြုထောင်မှုအားနဲ့ခဲ့ပေမဲ့ငါမွေးကြီးစုရှင်အဖေပဲငါသားတယောက်အနေနဲ့ငါတနိုင်တဲ့ဘက်ကနေကူညီပေးရမယ်ငါအတဲ့ဒီခရီးစဉ်ဟာပါကောင်းကျိုးမှမရပေမဲ့လည်းငါတိုင်းပြည်အတွက်2000ကနေအကျိုးပြုပေးနိုင်ရင်ငါကျေနပ်ပါပြီရွှန်တိုင်းပြည်မသွားခင်သူတို့ရဲ့အကြောင်းတွေကိုကောင်းကောင်းသိနိုင်အောင်ကြိုလိလာထားရမယ်ရွက်တိုင်းပြည်အတွက်တက်ကူငါးဖို့ဓာတ်တောင်နဲ့မီးပင်လေတွေဆိုရင်တောင်မှအန်ဂျီပီသူရင်ဆိုင်ဖို့သွားရမှာပဲစစ်သူကြီးလူငယ်အနှုတ်ကဥဆောင်လာတဲ့တာမန်တစ်သားရထားတဲ့စင်ဟာလမ်းမကြီးတစ်လျှောက်ခလီးနေလာခဲ့ပြီးယုံချင်းတကားသို့ချင်းကပ်လာကချန်အန်လန်တစ်လျှောက်စီးနေလာခဲ့ပြီးဘရင်စာတိုက်အပေါ်ဝါသို့ရောက်ရှိလာခဲ့ပါတယ်ရုံချမ်သူသည်ရွှန်တိုင်းပြည်၏ဘရင်ဖြစ်သည်ကြီးမားသောအရေးအချင်းနှင့်ရည်မှန်းချက်ရှိသူစာပေနှင့်စီအေးကိစ္စများတွင်ကျွမ်းကျင်တော်လဲအာနာရှင်ဆန်ပြီးစစ်မှတ်လိုလာသူဖြစ်ပါတယ်အစိတ်စိတ်မွားမွားကွဲနေခဲ့တဲ့ရခင်ပြည်နယ်ကိုပေါင်းစည်းကရွှန်တိုင်းပြည်တဲ့ပေါ်ထွက်လာခဲ့ပါတယ်တတရမျိုးဆက်လက်ရှိရွှန်ဘရင်ယုံချန်သည့်ဘရင်ဝုအမည်ဖြင့်ဗဟုလွင်ပြင်ကချောက်အင်ဟာအကြီးဆုံးတိုင်းပြည်ကိုတိုးချက်နိုင်ခဲ့ပါတယ်အရှေ့မြောက်ဘက်နဲ့အနောက်မြောက်ဘက်အချမ်းကတော့မပေါင်းစည်းနိုင်သေးပါဘူးဘရင်ယုံချန်ဟာကျူးကျော်နယ်ချက်ဖို့နီးလန်းရှာနေချိန်အရှေ့မြောက်ဘက်ပင်လယ်ကမ်းရိုးတန်းချီလူနည်းစုရွယ်တိုင်းပြည်မှာစစ်ကူအင်ဟာတောင်းခံလာမှုကိုလက်ခံခဲ့ပါတယ်သူဟာငယ်စဉ်ကတည်းကမကြမ်းမာခဲ့တဲ့သူ့ဖခင်ရဲ့နိုင်ငံအုပ်ချုပ်မှုကိုကူညီလုပ်ကင်ခဲ့သူမို့တိုင်းပြည်ကိုထိန်းချုပ်မှုမှာကျွမ်းကျင်ပိုင်နိုင်လာပါတယ်ရွှန်တိုင်းပြည်ကတက်ကူပေးခြင်းအားဖြင့်ဒီအခွင့်အရေးကိုသူကအသုံးချပြီးရွယ်တိုင်းပြည်ရဲ့အားသာချက်အားနည်းချက်တွေကိုလိလာနိုင်ပြီးအနာဂတ်မှာသူတို့ကိုလွယ်ကူစွာတိုက်ခိုက်နိုင်မယ်ပိုင်လင်တိုင်းပြည်ဟာအင်အားကောင်းလာနေပြီးသူ့တိုင်းပြည်ကိုချိန်ချောက်နိုင်ပွဲရှိနေတော့အခုကတည်းကရွယ်တိုင်းပြည်နဲ့ပေါင်းပြီးကြိုချေမုန်းကျင်နေပါတယ်မမျှော်လင့်ထားသောအဖြစ်တစ်ခုတွင်ရွှန်တိုင်းပြည်ဘရင်ဝူသည်ရွယ်တိုင်းပြည်ရဲ့မင်းသားငယ်ကိုဓာစာခံအဖြစ်အတင်းအကျပ်ဖမ်းဆီးခဲ့ပါတယ်ဒီနေ့မနက်ကလျှို့ဝှက်သတင်းထောက်စီကရွယ်မင်းသားရောက်လာခဲ့ကြောင်းယုံချန်သတင်းကြိုရခဲ့တော့အချင်းအတော်ကြာစောင့်နေခဲ့ပေမဲ့သူရောက်မလာခဲ့ပါဘူးဒီမင်းသားရဲ့သူ့လိုဘရင်ကိုတာမန်မင်းမျိုးနွယ်တယောက်လိုဆက်ဆံမှုကသူ့ကိုအယမ်းစိတ်အနှောက်အယှက်ဖြစ်ခဲ့ရပြီးဒေါသထွက်စီခဲ့ပါတယ်ဟိုအန်ကဂန်ကွမ်နန်းတော်တွေကိုဝင်လိုက်တာနဲ့ကိုယ့်ရဲ့အပြုအမူကိုပို့ပြီးဂရုစိုက်ရပါတယ်လူအများရဲ့မရေမရအကြည့်တွေအောက်မှာဘရင်ရှည်ကြီးရှောက်လာခဲ့ရတာစိတ်ပဲမှန်ခဲ့ပါတယ်ဘရင်ဦးရဲ့စိတ်နေသဘောထားကခေါင်းမွန်တဲ့ထီရပေမဲ့သူ့ရဲ့အပြုံးနောက်မှာဓာတ်တစ်ချောင်းခွာထားတယ်လို့ပဲပြောရခက်ပါတယ်မင်းသားဟွန်အန်ရုပ်ရည်ဟာတာမန်ထက်တာတဲ့ရုပ်ရည်ရှိပြီးမလှပပေမဲ့သူ့ရဲ့ဖြူဖွေးတဲ့အသားတွေကပန်းရောင်ဖြောဖြောလေးဖြစ်နေတာကြောင့်အလွန်ဆွဲဆောင်မှုရှိစေပါတယ်အလှပန်းမျိုးစုံကြားကျင်းလည်တဲ့ဘရင်ဦးတောင်မင်းသက်သွားစေခဲ့ပါတယ်မီးတောင်ပေါက်ခွဲသွားတယ်လို့သူ့ကိုယ်သူမထိန်ချုံနိုင်ပဲတနာရာကစိတ်ဝင်လာစေခဲ့ပါတယ်သူကဒူးတောင်ကစားမှုကိုလက်ခံပြီးနောက်ခေါင်းပေါက်လိုက်ပါငါကြည့်မလို့ကောင်းပြီယုံချန်ကသွေးစာနေတဲ့အပြုံးမျိုးနဲ့ဟွန်ဟန်မင်းမုံလားငါ့ကိုလဲစားနေမနဲ့နော်အရှင်မင်းကြီးကျွန်တော်ရဲ့အပြစ်ကိုဝန်ခံပါတယ်အပြစ်ဒဏ်လည်းပေးနိုင်ပါတယ်ဒါပေမဲ့ရွေတိုင်းပြည်ရဲ့စစ်ကူးစေလို့တဲ့ကိစ္စကိုတော့ထောက်ခံပေးပါကျွန်တော်ရဲ့ကိစ္စကိုထည့်မသွင်းပါနဲ့ကျွန်တော်တိုင်းပြည်ရဲ့အပြစ်သားတရားမဖြစ်ချင်ပါဘူးငါစကားကိုနာခံနေတဲ့ရွေတိုင်းပြည်အတွက်ခက်ခဲအောင်မလုပ်ပါဘူးငါမင်းကိုကစားရတာလည်းမဝသေးဘူးဆိုတော့ဘာလို့ပြဿနာရှာနေမှာလဲငါမင်းကိုစောင့်မြောက်နေတာကြာပြီမင်းသားအရေးချေသိရင်အခုပဲအဝတ်အစားချွတ်ပြီးနာခံမှုရှိနဲ့ဒီကတင်ထက်မှလဲရောက်လိုက်ပါမင်းလိုအပ်တဲ့တက်ကူတွေကူညီပေးမယ်မင်းသားမနာခံမှုဆိုရင်တော့အခုကျိုးပဲ့သွားတဲ့ကြောက်စိတ်ပြားလို့ပဲမင်းတို့ရဲ့နေမီကိုပိုင်လင်တိုင်းပြည်နဲ့ခွဲမေယူဖို့အမိန့်ပြန်လိုက်မယ်ဒီရွှင်ရှားဘွယ်ကောင်းတဲ့ဆန္ဒကြောင့်လားငါကပညာရှိအုပ်စိုးတယ်လို့ဘယ်တော့မှယူဆမခဲ့ဘူးရွှင်ရှားဘွယ်ကောင်းဒီပြီးစေမထစ်စေငါကြီးမဆိုင်ဘူးဘေးဘရင်ကတော့သူတို့လက်မှာထောင်ပေါင်းတောင်ပေါင်းအသက်တွေတွေးမစွန်းတာရှိခဲ့လေရွယ်တိုင်းပြည်ကိုတိုက်ခိုက်သိမ်းပိုက်ပြီးကဘာကြီးတစ်ခုလုံးပေါင်းစည်းဖို့အချိန်တစ်ခုပဲလို့တော့လေငါစိတ်ကောင်းဝင်နေရင်တော့ရွယ်တိုင်းပြည်ကိုနောက်ထပ်ရက်အနေငယ်ရှင်တန်ခွင့်ပေးမယ်ငါစိတ်ဆိုးရင်တော့အခုချက်ချင်းပဲသူတို့ကိုဖယ်ရှားပြနိုင်တယ်ဟိုငါမဲ့လုံပြူးကျဲစွာယုံချန်ဤနှုတ်လှရှားမှုကိုသာကြောင်ကြည့်နေရပါလေသူတွေရက်ဆက်ကြမ်းဖြုတ်ပြီးအေးဆက်နေတဲ့စကလုံးများကြားစွန့်အားသွားနေရပါလေဒီအခြေအနေမျိုးကိုသူဘယ်တော့မှစိတ်ဆူးရမရခဲ့ပါဘူးဘိုးဆရာကောင်းသမားပြောနှဲ့ကြောက်ရွံ့နေပုံထင်ရတော့ဓာစာခံမင်းသားငယ်သည်ဘရင်ဝူ၏မျောလင်းချက်များထက်ကျော်လွန်သောတုံ့ပြန်မှုဖြင့်ရင်ဆိုင်ခဲ့ပါတယ်ဘရင်ဝူသည်ရှင်းပြမနိုင်သောလူချင်းတက်မှတ်မှုများဖြင့်ရက်တန့်လို့မရနှိမျောနေခဲ့ပါတယ်သူတို့အတူတကွအချိန်ပိုကုံဆုံးလာသည့်အညဘရင်ဝူကတချီးရှာဖွေတွေ့ရှိခဲ့သည်မှာကြောက်ရွံ့သည်နူးညံ့သိမ်မွေးသောအပြုအမူရှိသူဒီမင်းသားငယ်သည်အမှန်တကယ်တွင်နူးညံ့သိမ်မွေ့သည်
ဖြူစင်ပြောပြောင်းပေမဲ့အတွင်းစိတ်ခွန်အားနဲ့သမာဓိကြံ့ခိုင်သူဖြစ်ကြောင်းသိလာခဲ့ရပါတယ် ယုံချန်ကပြုံးပြီးဟိုအန်ရဲ့နဖူးပုံကစပင်းတွေကိုတက်လိုက်ပြီးဖာဖြစ်တာလေဒါကအိမ်မက်မဟုတ်ဘူးလို့ပြောလိုက်ပါတယ်အိမ်မက်မဟုတ်ဘူးဟိုအန်ကယုံချန်ရဲ့အင်ဂျီလက်ကိုဖြည်းဖြည်းချင်းလက်လန်းဆွဲရန်တိုးတိုးလေးပြောလိုက်ပါတယ်ရွှမ်ဘရင်ဟူယုံချန်လက်ထက်မှာသူဟာနိုင်ငံရေးရာကိစ္စတွေမှာစ조사အားထုတ်ခဲ့ပြီးတိုင်းပြည်ကိုကောင်းမွန်စွာအုပ်ချုပ်ဖို့စ조사ခဲ့တယ်လို့အင်းနီးညနိုင်ငံတွေနဲ့ချစ်ချစ်ရင်းနှီးတဲ့အကုံထွေးရေးဆက်ဆံရေးကိုလည်းထိန်းသိမ်းခဲ့ပါတယ်အဲ့ဒီကာလကိုချန်ရှိရဲ့ကြွယ်ချမ်းသာတဲ့ခေတ်လို့လူသိများခဲ့ပါတယ်ဒါပေမဲ့ရွှမ်ဘရင်ဟူကိုနောက်ပိုင်းမှတ်ချက်ပေးသူတွေကအချက်တစ်ချောင်းချောင်းဝေဖန်ကြပါတယ်အဲ့ဒါကတော့သူ့မှာနမ်းမွေစက္ကန့်သူမရှိလို့ပါရွှမ်ဘရင်ဟူဟာအမျိုးသားတစ်ယောက်ကိုဆွဲလန်းခဲ့ကထီးနှန်းစက္ကန့်ပြီး9နှစ်အကြာမှာမိဖုရားဆောင်တကုံလုံးဖြတ်သိမ်းပြီးသူ့ကိုမိဖုရားမြောက်ဖို့ရည်ရွယ်ခဲ့တယ်လို့သတင်းသားတွေကဆိုပါတယ်ဒါပေမဲ့နန်းတော်တစ်ခုလုံးနဲ့ပြည်သူတွေရဲ့ပြင်းထန်တဲ့စန့်ကျင်မှုကိုခံခဲ့ရပြီးဒီစီဇန်ကိုဆွတ်လွတ်ခဲ့ရပါတယ်ဒါပေမဲ့ဒီအမျိုးသားဟာအများထင်သလိုမိဖုရားနန်းဆောင်ကိုဂုံကျက်တည်းမေ့စေခဲ့ပါဘူးစန့်ကျင်ဘတ်အနေနဲ့သူဟာဘရင်ရဲ့နေ့စဉ်မှတ်တမ်းတွေလိုမျိုးတရားဝင်မှတ်တမ်းအမျိုးမျိုးမှာမှတ်တမ်းထားတဲ့အတိုင်းနိုင်ငံရေးရာကိစ္စတွေမှာဘရင်ကိုကူညီနေပုံရပါတယ်ရွှမ်ဘရင်ဟူရဲ့နန်းသက်ကုံဆုံးခါနီးမှာထီးနှန်းစက္ကန့်မှုဆိုင်ရာအငင်းပွားမှုတွေပုံမပြင်းထန်လာခဲ့ပါတယ်ရွှမ်ဘရင်ဟူဟာသူ့ရဲ့ညီနယ်ထံထီးနှန်းလွယ်ပြောင်းပေးတော့ထီးနှန်းဆွန့်ခဲ့ပြီးသူ့ရဲ့ချစ်သူနဲ့အတူတောင်ဘက်ကိုထွက်ခွာသွားခဲ့ပြီးအစာအနာတော်မချမ်းအောင်ပျောက်ကွယ်သွားခဲ့ပါတယ်